das ဟိုက်အခုဒီစာကြောင်းလေးတွေကိုကြည့်ပြီးတော့တို့တွေစဉ်းစားရင်းနဲ့ဖြည့်ကြည့်ကြရအောင်เนาะတဖြည်းဖြည်းနဲ့ဒါမှခိုင်းဝ level လေးတွေတက်လာအောင်เนาะဒါမဲ့ရုံဆုံးပြောလိုက်အောင်ပဲခိုင်းဝတန်းနေလားစုံစမ်းနေကြတာအားနေလေးနာပါတယ်လောလောဆယ်မှာရရှိဇွန်းတန်းလေးတွေလောလောဆယ်ပြည့်နေသေးတာဖြစ်တဲ့အတွက်ခိုင်းဝတန်းလေးတွေကလောလောဆယ်မရှိသေးဘူးဆိုတဲ့အကြောင်းတစ်ခါလေးပြောထားပါတယ်เนาะဒါမဲ့လောလောဆယ်မှာကြတော့အခုအခန့်နေတာကတော့ N4 ပေါ့နော်6လပိုင်းကုန်မှာ N4 group class လေးဖွင့်ဖို့ရှိတယ်လောလောဆယ် N5 တန်းပြီးရင်သူ့ကိုဆက်ဝင်မှာဖြစ်တဲ့အတွက်အဲ့ဒီတန်းလေးရှိမယ်အဲ့ဒါလေးကိုတော့အဲ့ဒါခိုင်းဝမဟုတ်ဘူးเนาะအဲ့ဒါကတော့သူက 4 scale လုံးပါတယ်အဲ့ဒီတန်းလေးကိုတော့လာပြီးအပ်လို့ရပါပြီလို့เนาะဟိုက်ဒါဆိုလို့ရှိရင်စရအောင်ဒီနေ့ကအလုံများလို့ပင်ပန်းခဲ့ပေမဲ့တငယ်ချင်းကကုညီပေးခဲ့တဲ့အတွက်စောစောပြီးခဲ့တယ်တဲ့ကဲဘယ်လိုပြောမလဲအရင်စဉ်းစားလိုက်ပါအောင်皆さんတို့စဉ်းစားချိန်လေးပေးမယ်はいရပြီလားအဲ့တော့私ပြောပြမယ်เนาะဖြည်းဖြည်းချင်းအရင်ဆုံးပြောပြပါမယ်今日は仕事が多くて少し大変でしたが友達が手伝ってくれたので早く終わりましたတစ်ခေါက်ပြန်ပြောပြပါအောင်မယ်今日は仕事が多くて少し大変でしたが友達が手伝ってくれたので早く終わりましたはいတို့အဆင်ပြေလိုက်လားဒါဆိုလို့ရှိရင်နောက်တစ်ပုဒ်သွားရအောင်เนาะအဲ့တော့နောက်တစ်ခေါက်လေးထပ်ပြီးတော့ပြောကြည့်လိုက်ပါလားခုနကတော့ပုဒ်လေးကို今日は仕事が多くて少し大変でしたが友達が手伝ってくれたので早く終わりましたဒါဆိုနံပါတ်2လေးဆက်သွားမယ်เนาะနံပါတ်2ကကြတော့ဒီအလောက်ကနည်းနည်းခတ်ပင်မဲ့စီနီယာကတေးချတင်ပေးလို့စိတ်ချရတယ်တဲ့ကဲဒီအလောက်ကနည်းနည်းခတ်ပင်မဲ့စီနီယာကတေချာတင်ပေးတဲ့အတွက်တဲ့တင်ချာတင်ပေးလို့စိတ်ချရတယ်ကဲဘယ်လိုပြောကြမလဲဟိုက်ပြောကြည့်အောင်နော်ပြောပြမယ်နော်この仕事は少し難しいですがနည်းနည်းခတ်ပင်မဲ့စီနီယာဆိုတော့စံပိုင်းကစီနီယာကတေချာတင်ပေးလို့ဆိုတော့တဲနေနီသုံးသွားတဲ့ဟာလေးကတဲနေနီဆိုတာကိုသုံးသွားပါတယ်အဲ့တော့မတီးပြီးတဲ့လူရှိနိုင်မှာဖြစ်တဲ့အတွက်တဲနေနီလေးကိုရေးပေးလိုက်မယ်နော်တဲနေနီနော်တေချာအဲ့မှာတဲနေနီကိုသုံးပါတယ်အဲ့တော့တဲနေနီတေချာတင်ပေးလို့ပြောတဲ့အတွက်ကြောင့်မို့လို့教えてくれるのでတင်ပေးတဲ့အတွက်တင်ပေးလို့စိတ်ချရတယ်ဆိုတော့ ancient that စိတ်ချရတယ်အဲ့တော့တစ်ခေါက်ပြန်ပြောပါမယ်この仕事は少し難しいですが3倍が丁寧に教えてくれるので安心ですရမယ်နော်အဲ့ဒါဆိုတစ်ခေါက်လောက်ပြန်လိုက်ပြောကြည့်ရအောင်この仕事は少し難しいですが3倍が丁寧に教えてくれるので安心ですရမယ်နော်ဒါဆိုလို့ရှိရင်နောက်တစ်ခုသွားရအောင်ဒီနေ့ကဒီမှာအစည်းအဝေးကိုငါဘယ်လိုတွေပေါင်းထားတာအမှတစ်ချက်လောက်ပြင်ပြီးနော်အစည်းအဝေးရှိလို့ပြင်ဆင်နေရဲ့တဲ့ကို့အမြင်လဲပြောမယ်လို့ရည်ရွယ်ထားတယ်တဲ့နော်အဲ့တော့ဒီနေ့ကအစည်းအဝေးရှိလို့ပြင်ဆင်နေရဲ့ကို့အမြင်လဲပြောမယ်လို့ရည်ရွယ်ထားတယ်ဒီမှာညတတ်နဲ့ပြင်ထားပြီနော်အဲ့တော့ပြောကြည့်ပါအောင်အရင်ဆုံးဒါဆိုရရှိပြောပြပါမယ်今日は会議があるのでအစည်းအဝေးရှိလို့準備をしていますပြင်ဆင်နေတယ်自分の意見も話すつもりですကိုယ့်ရဲ့အမြင်လဲပဲပြောမယ်လို့စိတ်ကူးထားတယ်ရည်ရွယ်ထားတယ်အဲ့တော့今日はဒီနေ့က会議があるのでအစည်းအဝေးရှိလို့準備していますပြင်ဆင်နေတယ်自分の意見もကိုယ့်ရဲ့ထင်မြင်ချက်ကိုလည်းเนาะကိုယ့်ရဲ့ထင်မြင်ချက်ကိုလည်းဟာနာစုစမိုရီဒတ်ပြောမယ်လို့ရည်ရွယ်ထားတယ်အဲ့တော့နံပါတ်၄ကြည့်ရအောင်ပါနံပါတ်၄ကမနေ့ကအမားလုံးမိပေမဲ့ဒီနေ့သတိထားပြီးအလုပ်လုပ်နေတယ်တဲ့မနေ့ကအမားလုံးမိပေမဲ့ဒီနေ့သတိထားပြီးအလုပ်လုပ်နေတယ်ကဲဘယ်လိုပြောမလဲအဲ့တော့昨日はミスをしてしまいましたがလုံးမိသွားတာအဲ့တော့အဲ့မှာသုံးသွားတာဒီ miss နော် miss နော် miss အမှားကိုပြောတာအဲ့တော့
昨日はミスをしてしまいましたが、今日は気をつけて、သတိထားပြီး気をつけて仕事をしています。အလုပ်လုပ်နေတယ်ဒါမှမဟုတ်လဲ働いていますပေါ့အဲ့တော့昨日はミスをしてしまいましたが、今日は気をつけて仕事をしています。はいတစ်ခါလောက်ပြန်ပြောကြည့်လိုက်ပါအောင်。昨日はミスをしてしまいましたが、今日は気をつけて仕事をしています。ရမယ်နော်ဒါဆိုနံပါတ်5ကြည့်ရအခုဒီအလောက်ကတဝက်လောက်ပြီးနေပြီမနှက်ပြန်နောက်ဆုံးထားပြီးပြီးအောင်လုပ်မယ်ကဲဘယ်လိုပြောမလဲအခုဒီအလောက်ကတဝက်လောက်ပြီးနေပြီမနှက်ပြန်နောက်ဆုံးထားပြီးအောင်လုပ်မယ်ဟဲ့အဲ့ဒါဆိုပြောမယ်နော်အဲ့အခုလို့ပြောတဲ့အတွက်ကြောင့်ဘာလဲ今ပေါ့今この仕事は半分ぐらい終わっていますအဲ့ဒီမှာရရှိသုံးလိုက်တာဒီ終わっていますကိုသုံးလိုက်တယ်နော်終わっていますတဲ့はいအဲ့တော့ပြန်ပြောပြပါမယ်今この仕事は半分ぐらい終わっていますအဲ့တော့အခုဒီလောက်ကတဝက်လောက်ပြီးပြီပြီးနေပြီပြီးပြီအဲ့တော့ तू ကပြီးပြီလို့ပဲပြောပြောပြီးနေပြီလို့ပဲပြောပြောမှာ तू ကအိုလိုကြီးဒီအလုတ်ကြီးကဒီအလုတ်ကယတိပြတ်ပြီးသွားတာမဟုတ်ဘူးပြီးရဲဆိုတဲ့အခြေအနေထဲမှာပဲရှိသေးတာပြီးပြီလားဆိုတော့လည်းမပြီးသေးဘူးအကုန်မပြီးသေးဘူးအဲ့လိုပုံစံမျိုးမှာ 終わっていますနဲ့တုံးတာပြီးတော့ပြီးနေပြီတဝက်တော့ပြီးနေပြီအဲ့တော့မနှက်ပြန်နောက်ဆုံးထားပြီးအောင်လုပ်မယ်ဆိုတော့明日までに明日までにမနှက်ပြန်နောက်ဆုံးထားပြီးအောင်လုပ်မယ်လို့ပြောတဲ့နေရာမှာ終わらせる予定ですပေါ့နော်မနှက်ပြန်ပြီးအောင်လုပ်မယ်終わらせる予定ですလို့သုံးလို့ရပါတယ်終わらせる予定ですပေါ့နော်終わらせる予定ですစီစဉ်ထားတယ်ဆိုတဲ့ပုံစံပဲပေါ့နော်予定です終わらせる予定ですပေါ့နော်အဲ့လိုမျိုးလေးနဲ့သုံးလို့ရပါတယ်အဲ့တော့終わらせる予定ですဆိုတဲ့ပုံစံကဒါက तू ကအလုပ်ပြီးဒီအလုပ်ကိုပြီးအောင်လုပ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့သုံးတာပါเนาะအလုပ်ကိုပြီးအောင်လုပ်မယ်เนาะအဲ့လိုပုံစံမျိုးနဲ့သုံးတာပါအဲ့တော့明日までに終わらせる予定ですမနက်ဖြန်အထိနောက်ဆုံးထားပြီးတော့ပြီးအောင်လုပ်မယ်စီစဉ်ထားတယ်အဲ့လိုပုံစံမျိုးမှာဒီပုံစံကိုသုံးတာပါပုံမှန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့သူခိုင်းစေတဲ့ ဖောင်လိုပုံစံမျိုးဖြစ်နေနိုင်တယ်ဆိုပေမဲ့ဒီမှာじゃဒီပုံစံဒီရှိတော့終わらせるဆိုတာကဒီပြီးအောင်လုပ်မှာကိုတိုင်းပြီးအောင်လုပ်မယ်ဆိုတဲ့အဓိပ္ပာယ်မှာသုံးတာဖြစ်ပါတယ်အဲ့တော့ဘာဖြစ်လဲအခုဒီအလောက်ကဆိုတဲ့အတွက်今この仕事は半分ぐらい終わっています明日までに終わらせる予定ですရမယ်နော်အဲ့ဒါဆိုရင်ကိုဘကိုစာအုပ်ထဲမှာခြာရေးထားတော့၎င်းဒါမှမဟုတ်ရှင်ဒီဗီဒီယိုဖိုင်လေးကိုစိတ်ထားတော့၎င်းလုပ်ပြီးတော့နေ့တိုင်းပြန်ပြောကြည့်ပါနော်ဒါဆိုလို့ရှိရင်နောက်ထပ်ဗီဒီယိုဖိုင်ဒီမှာထပ်ပြီးတွေ့ကြပါမယ်ကြာမာတာနဲ့ဘိုင်ဘိုင်